Dukkha dukkha Luloga ma sembire kama chana lu sembire kama se dukkha ajaderi dui Erelu dui la de kama leve se dukkha ri jone kama depression ma phit pho siat that ma ja pho Siat tataya ya de nilan ne ne dui ya Myat Swa Bhuya pe tha de general point karo ba taung so lo shin Be ya ma mye bu de takhana be so de atwe le ne thi kha ma Sin ya de atain da takhu ko ai da ne khu kan kagwe tha thi atwat jaw ko siat that ma depression phit de soda ma shi bu siat that de nain ja twa da myo ma shi bu de khu kan nain ne chanda dukkha ne dui la lo shin le lu ri ga bawin myin bi auk chin lut tat de Ede lu ma phit ya aung le be khona ga chanda de soda le thawara ma hout bu takhana mya da phit de lo man kan ne atwe le de ne dwe pi de akha ma ko ye siat that yin yai mu ma shi aung jant khai aung josa ya me da ko pyo da kaung so lokaran jant jant khan Bawa ko la ba ba thi sauk chin hori lokaran khan nai shi pho josa ya me da number 1 no Lokaran khan nai aung josa Be puggol be phit phit lokaran soda shi da ji be Sin ya de puggol ma le shi de chanda de puggol ma le shi de be naingan da be phit phit ba lu myo be phit phit ba ba da ko kwe da ri ya ta nyi de be ba phit lo loka dhamma loka ye tabawa lo pyo da no Kဲရတဲ့ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေတခါတော့ကအမေရိကန်သမ္မတအရင်သမ္မတအီရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစော်ကားဆိုတာနိုင်ငံကောင်းဆောင်သမ္မတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်ဓာတ်ရေးရမတုံလို့ဖို့ကတိတ်အရေးကြီးတယ်ပေါ့ကိုယ်လည်းကိုယ်အတိုင်းတာနဲ့သူလည်းသူ့အတိုင်းတာလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကျမကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မဟုတ်လားကျမကြီးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပန်းနိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြန့်ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြတယ်အဲ့ဒါလို့အားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကဓာတ်နဲ့ကြုံလိုက်လို့ရှိရင်ရိမ့်ရိုင်ထွက်သွားတယ်စိတ်ဓာတ်ချမ်းခိုင်မှုအတွက်ကလည်းပဲ physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားကျင့်တယ်ဆိုတာအဲ့ဒါပြောတာနော်တရားကျင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောက်ရတယ်ကျန်းမာရေးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြန့်ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြန့်ခိုင်အောင်ဘာလို့အောင်တရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေးကလေးတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တူနဲ့တူခင်မင်ပြီးတော့သိတွေ့တာမှုတွေများနေလို့ရှင်တွေးလေလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားကြဘူးပေါ့စိတ်ဓာတ်ကြန့်ခိုင်အောင်အဲ့ဒါတွေကလေ့ကျင့်ပေးရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတ္တိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထက်တယ်
ရင့်ကျက်လာဗျာတိဓမ္မောမိဗျာရေနာတိတောအေးငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးအာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်တာခေါ်တယ်မရဏဓမ္မောမိမရဏနာတိတောလူတိုင်းဟာသိခြင်းသဘောရှိတယ်ငါလည်းပဲသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်တွေယောပါလာအတွေ့အတာတွေယောပါလာလူတွေကထင်တယ်အတွေ့အတာယောပါသွားလို့ရှိရင်တူနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတူနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏှာရဲ့သဘောကခုကောင်းစားဖို့ပဲရှိတယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်နဲ့ပြောကြတယ်သားသမီးချစ်တာလားကိုကိုချစ်တာလားသေချာဆန်းစစ်ကြည့်အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသားသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသားသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်အာကိုးနေတယ်ယုံကြည်နေတယ်ငါတက်ကြီးရင်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟောအာကိုးမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့ထင်အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာကြတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတုံးလို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့သားသမီးမချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတုံးကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြတယ်။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူးကိုယ့်စီကသူပျော်ရွှင်မှုမရဘူးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှန်တကယ်အနှစ်သာရကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တသမံပေမနတ္ထိကိုချစ်တာလောက်တခြားကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါတကယ်ကိုအစစ်အမှန်ကိုဟောဒါကြောင့်မို့လို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ခြင်းမေတ္တာချစ်ကသူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ်တဲ့ဘာဖြစ်လို့တော့ဆိုစဉ်းစားရတယ်သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်ဆင်ပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြီးပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ခြေနှက်တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရောအဲ့တော့မေတ္တာချစ်နဲ့တဏှာချစ်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချစ်ကအေးမြပြီးတော့တဏှာချစ်ကပူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတောကဆိုတာရောက်လာစိုးရိမ်တာတွေပူဆွေးတာတွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ကမှာဒါတွေလုံးဝမရှိဘူးအေးချမ်းတယ်တည်ငြိမ်တယ်ဆိုတာတွေဖြစ်တယ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ်စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားကလောကဓာတ်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်
လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတော့ဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်အကောင်းဘက်ကတွေးတယ်အရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှာလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရမယ်အဆိုးဘက်ကကြီးကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေး तू ဆဲတာ तू ဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတင်ပဲကပ်ပြီးတော့ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိတယ်လူတွေကကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်တယ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါမတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့ကြံ့ခိုင်မှုတွေပဲကိုယ်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတာသူများပေါ်မှာအပြစ်နေမြင်နေသေးတဲ့ကာလပတ်လို့မေတ္တာဆိုတာသက်ဝင်နိုင်ဖို့မဖြစ်ဘူးတဲ့ဘယ်ရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထားမောင်းတဲ့မြေထားမောင်းသမားတယောက် engine driver မြေထား driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလို့ရှိတယ်ဒီနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အင်မတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ကိန်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုတော့အဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ငါဒီကနေ့ကစပြီးတော့ခြေထောက်ဒီဖဏတ်ဟာတစ်ဖက်ဖိုးသက်သာသွားပြီငါဖဏတ်ဟာနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတာနော်ဖဏတ်တရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါသက်သာသွားပြီလို့ပြောတာခြေထောက်ဖြတ်ရလို့ဖြစ်ရလေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးအေးဖဏတ်တစ်ဖက်ဖိုးသက်သာသွားပြီအကောင်းဘက်ကမြင်တာတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအ
အဖြစ်မဟုတ်ဘူးစိတ်ပူပန်နေမဲ့အစားပူပန်မှုကိုလျှော့ချပြီးတော့ဘာလို့သင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်လို့ပြော